ခေါင်းတလားစာရွှေတုံးကြီးလူတယောက်ဟာမိမိအတွက်တင်းကြိုင်းချင်းတူးနေစဉ်ခေါင်းတလားအရွယ်စားရှိတဲ့ရွှေတုံးကြီးကိုတူးဖော်တွေ့ရှိခဲ့ပါတယ်သူဟာလှုပ်ဝက်ထားပြီးရွှေတုံးကိုအစိတ်ပိုင်းဖြတ်ကာတဖြည်းဖြည်းရောင်းချခဲ့ပါတယ်နောက်ပိုင်းမှာမူလပိုင်ရှင်ရောက်ရှိလာခဲ့ပေမဲ့ရွှေတုံးရောထိုလူပါပျောက်ကွယ်သွားခဲ့ပါတယ်စိတ်မိုးရွာသွန်းခြင်း2003ခုနှစ်ကရွာတရွာမှာစိတ်မိုးများရွာကျခဲ့တဲ့ဖြင့်ရွာသားများဝမ်းသာအားရကောက်ယူခဲ့ကြပါတယ်အမှန်တော့ထိုစိတ်များသည်တရားမဝင်ဂိုင်းတစ်ခု၏စိန်တင်ကားမုံလိုက်မိပြီးလွင့်ပါလာခြင်းဖြစ်ကာနောက်ဆုံးတွင်ထိုဂိုင်းကစိတ်များကိုပြန်လည်သိမ်းဆည်းသွားခဲ့ပါတယ်မက်တော်နဲ့စပရိုက်နဲ့မီဖလိုရီဆွန်မက်တာနိုစပရိုက်ကပိုတောက်ကောင်းရခြင်းမှာအစင်တင်ဘူးများမဟုတ်ပဲတိတက်အချိုရည်ဖြော်ရည်နှင့်ရေခဲရည်ကိုပေါင်းဆက်ဖြော်ဆက်သောကြောင့်ဖြစ်ပါတယ်ဒါအပြင်မီဖလိုရီဆွန်၏အကောင့်ပေါက်ပုံစံမှာဆက်တွင်တိုက်ရိုက်တက်ဆင်၍မုံများကိုအလွယ်တကူတမအောင်မှွေပေးနိုင်ရန်ပြုလုပ်ထားခြင်းဖြစ်ပါတယ်အိမ်သာထဲမှာအဖြစ်ပြက်များအပြင်အိမ်သာသုံးနေစဉ်ဝက်ဝင်မဲတကောင်ဤတိုက်ခိုက်ခြင်းကိုခံခဲ့ရသူများရှိသလိုအိတ်ဆောင်အိမ်သာလေတိုးမောက်သွားပြီးတကားပိတ်မိကအထဲမှာပင်တေဆုံးသွားခဲ့ရသည့်ဝမ်းနည်းဖွယ်ဖြစ်ရလည်းရှိခဲ့ပါတယ်။ကာကွယ်ရေးမျက်နှာဖုံးနှင့်ကြည်စမ်းစစ်ပွဲသုံးမျက်နှာဖုံးများတွင်ကြည်စမ်း၏အရှိန်ကိုရှော့ချပေးသောအလွှာ၃ထပ်ပါဝင်ပါတယ်။ဒါအပြင်လေထုထဲတွင်ကြည်စမ်းနှစ်ခုဓာတ်ရိုက်ထိမှန်မှာကဖြစ်ပေါ်လာသောအပူချိန်နှင့်ဖိအားကြောင့်တစ်ခုတည်းဖြစ်ပေါင်းစည်းသွားနိုင်ပါတယ်။သူရဲကောင်းများစစ်ပွဲအတွင်းအပြက်စီးများကြားမှပိတ်မိနေသူပေါင်း100ကျော်ကိုရှာဖွေကယ်တင်ပေးခဲ့သည့် Bruce အမည်ရှိလမ်းဘေးခွေးလေး၏အကြောင်းနှင့်ရေကူးတိုက်ပွဲဝင်အားကစားသမားတဦးကရေထဲမြုပ်သွားသည့်ဘတ်စကားပေါ်မှလူ20ကိုမိနစ်30အတွင်းကယ်တင်ပေးခဲ့သည့်ရဲရင်သောအဖြစ်အပျက်များဖြစ်ပါတယ်။ရှေးခေတ်ဒလိများထိုင်းနိုင်ငံမှာလက်ပတ်ကွင်းစွတ်သည့်ဒလိရှေးခေတ်အီဂျစ်နိုင်ငံတွင်ဂျုံနှင့်မူရောစေးအိမ်များပေါ်စီးဆွ၍ကိုဝင်ရှိမရှိစစ်ဆေးသည့်နီလန်နှင့်အလယ်ခေတ်ဥရောပတွင်စကားများသောအမျိုးသမီးများကိုစကားမပြောနိုင်အောင်တန်အိမ်ကောင်းဆွတ်သည့်ပြစ်ဒဏ်များကြောင့်ဖော်ပြထားပါတယ်။တိရစ္ဆာန်များ၏နှလုံးနှင့်လူတိရစ္ဆာန်မျိုး၏နှလုံးလက္ခဏာများကိုဖော်ပြထားပြီးဝက်၏နှလုံးမှာလူနှင့်အလွန်စင်တူသဖြင့်ဆေးပညာတွင်အစားထိုးအသုံးပြုနိုင်တော့လဲတစ်ကူလာအုပ်သို့မဟုတ်စင်တို့၏နှလုံးမှာဖိအားနှင့်တွေးပမာဏလွန်စွာများပြားသဖြင့်လူတွင်အစားထိုးပါကအသက်အန္တရာယ်ရှိနိုင်ကြောင်းရှင်းပြထားပါတယ်